မင်္ဂလာပါရှင်ကျမတို့ KTN Channel Daily Live နဲ့ Knowledge Series Channel ကနေကြိုဆိုပါရစေကျမတို့ဒီနေ့ခေတ်မှာမနေ့မိုးလင်းတာနဲ့ပထမဆုံးကြိုင်မိတာကဘာလဲဆိုရင်ဖုန်းမှာညအိမ်အောင်ညနေအချိန်ထိကြည့်နေရတာလဲဖုန်းနံပါတ်မဟုတ်ကွန်ပျူတာစခရင်တွေပဲဖြစ်ပါတယ်အလုံးလုံးကိုစတင်ဖို့အပန်းဖြေဖို့အရာအလုံးဟာဒီဖုန်းစခရင်တွေနဲ့ပဲစခရင်တွေနဲ့ပဲပတ်သက်နေပါတယ်ဒါပေမဲ့စဉ်းစားကြည့်ဖို့ပါတလားဒီလိုတနေ့ကိုနိုင်ပေါင်းများစွာစူးစိုက်ကြည့်နေတာဟာကျမတို့ရဲ့ဖိုးတန်တဲ့မျက်လုံးတွေကိုလောက်တောင်ပြင်ပန်းစေတယ်လေဆိုတာဒီနေ့ဗီဒီယိုမှာတော့စခရင်တိုင်းများခြင်းကြောင့်မျက်စိကိုဘယ်လိုထိခိုက်စေနိုင်တယ်လဲပြီးတော့ digital ခေတ်မှာမျက်စိကျန်းမာရေးကိုဘယ်လိုရိုးရှင်းရှင်းကာကွယ်ရမလဲဆိုတဲ့အချက်လက်ကောင်းတွေကိုမြင်ပြပေးတော့မှာဖြစ်ပါတယ်မကြော်ပဲအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရှင် digital ဖန်နာမျက်နှာပြင်ကိုချိန်ချာမြင့်စွာကြည့်ကြတာပါမျက်စိကိုဘယ်လိုကြိုးတက်ရလဲဆိုတာညှောက်ပြသွားပါမယ်။ကွန်ပျူတာသုံးဆွဲသူ၄ယောက်မှာ၃ယောက်ခန့်က display ဖက်တိတ်ဒါမှမဟုတ်လို့ရှိရင် digital eye strain DES လို့ခေါ်တဲ့ဖန်သားမျက်နှာပြင်ကိုအကြည့်များခြင်းကြောင့်မျက်လုံးညောင်းညခြင်းတွေဖြစ်တတ်တယ်လို့မျက်စိပညာရှင်ပညာရှင်တို့ကဆိုထားပါတယ်။ရှင်များသောလက္ခဏာတွေကတော့မျက်စိခြောက်တာညောင်းညာတာမျက်ရိုးကိုက်တာမျက်စိပူတာနဲ့ညစ်ရကြတာလို့ဖြစ်ပါတယ်။နားကျင်မျိုးပဲ TV ဖုန်းကွန်ပျူတာမျက်နှာပြင် screen ကိုတနင်္လာနေ့ကြောင်အောင်သုံးဆွဲခြင်းဟာဒီလိုလက္ခဏာတွေကိုစတင်ဖြစ်ပေါ်လာစေပါတယ်။ကြကြသုံးလေးပူဆိုးလေးဖြစ်မှာပါ။ရင်းနှီးတို့ရှိချက်တွေအရာရုံမတော်ပဲအိမ်ကနေတို့လို့တာ work from home လုပ်ခြင်းဟာအရင်ကရုံးမှာကွန်ပျူတာကြည့်တာတဲ့နှလုံးကိုပုံမထိခိုက်စေတယ်လို့ဆိုပါတယ်။အိမ်ပြင်ပေါက်တွေရဲ့လင်းပြန်မှုတွေဒီလင်းရောင်ပေါင်းပေါင်းများတဲ့အခန်းတွေမှာလုံးလို့ရတာတွေအိမ်မှာနေရင်လုံးလို့ရတော့အိမ်လုပ်တွေနဲ့ညှိနှိုင်းရတာအဆင်ပြေတာတွေအပြင်ဒီကွန်ပျူတာတွေကိုဒီကွန်ပျူတာပဲမျက်နှာပြင်တွေကိုသတိထားပြီးတော့အချိန်များစွာဆုတ်ဆိုင်ပြီးကြည့်နေရတဲ့သူတွေမှာပို့ပြီးတော့ပြင်ပန်းနေစေပါတယ်။ screen တိုင်းများတဲ့သူတွေမှာမျက်စိညောင်းညခြင်း eye strain ကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်။ပထမတစ်ခုကမျက်တောင်ခတ်နေသွားတာလူတွေဟာပုံမှန်ဆိုရင်မျက်တောင်ခတ်လို့ခတ်နေမှမသိကြပါဘူး။မျက်တောင်ခတ်တာဟာမျက်စိရဲ့မျက်နှာပြင်တွေကိုအဆိုဓာတ်နဲ့ချုံးဝေးစေပြီးအမုံမွားလေးရှိရင်လည်းဖယ်ရှားပေးနိုင်တယ်လို့မျက်လုံးချပြင်ကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်။မျက်လုံးအတွင်းမှာဆူဆူချုံမွေ့စေဖို့အတွက်မျက်ရည်တွေမျိုးထုတ်ပေးပါတယ်။မျက်တောင်ခတ်ခြင်းဟာဒီမျက်ရည်တွေကိုမျက်လုံးရှိချမ်းကိုပြန့်နှံ့စေပြီးမျက်လုံးချောက်တာကိုကောက်ွယ်ပေးပါတယ်။ဒီမျက်ရည်အလွှာလေးကအချိန်ကြီးအမြအမိတ်ပြန်နေတာဖြစ်လို့အမြဲအစားထိုးနေရပါတယ်။ဒီDigitalဖန်သားမျက်နှာပြင်တွေကိုကြည့်နေတဲ့အခါမျက်တောင်ခတ်နှုန်းဟာပုံမှန်တဲ့3ဆနေသွားပါတယ်။အဲ့ဒီခါမှာတော့မျက်လုံးညောင်းတာခေါင်းတိုက်တာမျက်စိဝါးတာမျက်လုံးချောက်တာဖုန်းနဲ့ပခုံးတွေမှာနာလာပြီးဖြစ်လာနိုင်ပါတယ်။ဒါတွေဟာစာကြကြီးဖတ်ရင်လည်းဖြစ်နိုင်ပါသေးတယ်။စာအုပ်နဲ့ပဲဖတ် tablet နဲ့ပဲဖတ်အတူတူပါပဲ။မျက်လုံးညောင်းညခြင်းကိုဖြစ်စေတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကမျက်လုံးကိုတနေရာနဲ့စုပြီးကြည့်တာ။ကွန်ပျူတာကြောင့်မျက်လုံးထိခိုက်စေတဲ့နောက်ထပ်တစ်ချက်ကဖန်သားပြင်မျက်နှာပြင် screen ကိုနီးကပ်ကြည့်တဲ့အခါမျက်လုံးတွေကိုတနေရာထဲမှာဆွဆွေပြီးကြည့်ကြ focus လုပ်ရလို့ပါမယ်။ကွန်ပျူတာထားတာနေရာမကျတဲ့အခါအကွာဝေးကအစင်ပြေတဲ့နေရာမှာမထားမိတဲ့အခါကောင်းကောင်းမြင်ရတဲ့မြင်ရဖို့အဲ့လိုအားစိုက်ကြည့်တတ်ကြပါတယ်ဒီလိုအကြာကြီးကြည့်ရတဲ့အခါမျက်လုံးရဲ့ဘေးကနေထိမ့်ပြီးတဲ့ကြွသားတွေကိုလွတ်ပိုစေပြီးမျက်လုံးကနလာကိုပို့ဆိုးစေပါတယ်အဲ့ဒီတော့ဖုန်းကွန်ပျူတာမျက်နှာပြင် screen တွေတုံးဖို့ဖြစ်ရတဲ့မျက်စိညောင်းလာကိုဘလို့ရောပါအောင်လုပ်ကြမလဲမျက်လုံးညောင်းရခြင်းကိုဖြစ်စေတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကမျက်လုံးကိုတနေရာနဲ့စုပြီးကြည့်တာကွန်ပျူတာကြောင့်မျက်လုံးထိခိုက်စေတဲ့နောက်တစ်ဆက်ကဖန်သားမျက်နှာပြင် screen ကိုအနီးကပ်ကြည့်တဲ့အခါမျက်လုံးတွေကိုတနေရာထဲမှာဆွေပြီးကြည့်ကြ focus လုပ်ရလို့ပါပဲကွန်ပျူတာထားတာနေရာမကျတဲ့အခါအကွာအဝေးကအဆင်ပြေတဲ့နေရာမှာမထားမိတဲ့အခါကောင်းကောင်းမြင်ရဖို့အဲ့လိုအားစိုက်ကြည့်တတ်ကြပါတယ်ဒီလိုအကြာကြီးကြည့်ရတဲ့အခါမျက်လုံးရဲ့ဘေးကထိမ့်ပြီးတဲ့ကြွသားတွေကိုအလုပ်ပိုစေပြီးမျက်လုံးရလှလာကိုပိုဆိုးစေပါတယ်အဲ့ဒီတော့ဖုန်းကွန်ပျူတာမျက်နှာပြင် screen တွေသုံးလို့ဖြစ်ရတဲ့မျက်စိညောင်းညတာကိုဘယ်လိုရောပါအောင်လုပ်ကြမလဲအဲ့ဒီတော့ဘယ်လိုနည်းလမ်းတွေသုံးပြီးကွန်ပျူတာဖုန်း tablet တွေရဲ့ screen ကိုကြည့်တဲ့အခါမျက်စိညောင်းညတာကိုရောပါအောင်လုပ်မလဲဆိုတာပြထားပါမယ်ဆရာဝန်ကမျက်မှန်ပြကမှန်နဲ့တက်ဖို့ပြီးထားရင်ဖုန်း TV ကွန်ပျူတာဆလာတွေကြည့်နေချိန်မှာလည်းတက်ပါမျက်စိကိုဆရာဝန်စီပြပြီးပုံမှန်စစ်ဆေးပါလိုအပ်ရင်မျက်လုံးနဲ့ထည့်ဖို့မျက်ရည်တူလေးတွေမျက်စိအားကြီးတွေနဲ့ကွန်ပျူတာသုံးရင်တက်ဖို့မျက်မှန်တွေကိုဆရာဝန်ကညွှန်ပြတတ်ပါတယ်
ငကိုရှိပြီးသားယောဂတွေကိုမခုတာပဲဖုံးတီးပြီးကွန်ပျူတာမျက်နှာပြင်တွေအကြည့်များတာဟာမျိုးလုံးကိုပုံမှုထိခိုက်စေပါတယ်။ဝင်းမုံနာအတွက်သုံးတဲ့မျက်မှန်တွေကကွန်ပျူတာကြည့်ဖို့မလုံလောက်ပါဘူး။စီအောင်ကိုအလုပ်သဘောအရာဖန်သားပြင်တွေကိုအကြည့်များချောင်းပြောပြရင်လိုအပ်တယ်လို့ထပ်ပြီးကူညီပေးပါလိမ့်မယ်။မိမိကြည့်တဲ့ဖုံးကွန်ပျူတာမျက်နှာပြင်စခရင်ကိုမှန်ကန်တဲ့အကွာအဝင်းတကန်းနောက်မှာအကွာမှာထားပါပတ်ဝန်းကျင်ကအလင်းပင်သားတွေကိုရှော့နိုင်ကြလောက်ရှော့ပါပေါ်မီချောင်းတွေကအလင်းထိုးနေတာပြင်းပေါက်မှန်တွေကအလင်းကျန်တာတွေကာထားပါကွန်ပျူတာမှန်ကိုအလင်းပြန်ကဂလဲဖီတာတက်ပါ ဖုန်းကွန်ပျူတာမျက်နှာပြင်ကိုလက်ဝင်ရပြီးဖုန်းတွေကနေတန့်ရှင်းအောင်ဖားခြင်းကနေအလင်းပြန်တာရောစေပါတယ်။မိမျက်လုံးအတွက်အဆင်ပြေနဲ့မဆိုးနဲ့ဖန်သားမျက်နှာပြင်စက်ပြင်အလင်းရောင်စလုံးတွေရဲ့စားအယောင်ဖုန်းတွေကိုချိန်မိပါဖုန်းကွန်ပျူတာမျက်နှာပြင်ကိုအသုံးပြုပါက20စီးရင်ကိုလိုက်လာပါ20စီးရင်က အဲ့ဒါကနော် ကြည့်တာမိနစ်စကားပြီးစက္ကန့်20နာရီပါနှလုံးဖန်သားမိနစ်နှလုံးကိုဖန်သားမိနစ်ပြီးစပင်းကနေခွာပါဒီ20အကွာကန်းကအရောင်တစ်ခုကိုစိုက်ကြည့်ပါဖုန်းကွန်ပျူတာမျက်နှာပြင်ကိုနှလုံးတက်ရဲ့အောက်ကနေအောက်မှာလာမှာထားလာကောင်းပါလေညဖုန်းကိုပြေးဖွင့်ထားပဲကြည့်ကြည့်မှနှလုံးသွားပြန်ရပါမယ်ညတောင်ကိုသတိထားပြီးမကြခတ်ပြရပါမယ်သုံးတဲ့ဖုန်းကွန်ပျူတာမျက်နှာပြင်ရဲ့အလင်းရောင်ကအခန်းရဲ့အလင်းရောင်တဲ့ပုံမနေပါစေနဲ့ဖုန်းကွန်ပျူတာမျက်နှာပြင်ကိုမျက်လုံးတက်ရဲ့အောက်ထဲ20ဒီဂရီခန့်လောက်မှာထားတာကောင်းပါတယ်မျက်ဖုံကိုအပြည့်ဖွင့်မထားပဲကြည့်ခြင်းဟာမျက်လုံးကိုကောက်ွယ်ရရောက်ပါတယ်မျက်တောင်ကိုသတိထားပြီးမကြခတ်ပြရပါမယ်သုံးတဲ့ဖုန်းကွန်ပျူတာမျက်နှာပြင်ရဲ့အလင်းရောင်ကအခန်းရဲ့အလင်းရောင်တဲ့ပုံမနေပါစေနဲ့အလုံးလုံးရင်ဖုန်းကွန်ပျူတာမျက်နှာပြင်ရှေ့ကနေထားပြီးရေတောက်အင်းနာသွားတာလုပ်ပြရပါမယ်။ဖန်သားမျက်နှာပြင်မှာတက်လို့ရတဲ့အပြာရောင်အလင်းက blue light filter တွေကတော့လိလာတွေ့ရှိချက်တွေအရာအကျိုးရလက်တိပပတော့တွေ့ရှိရသေးပေမဲ့သုံးရင်လည်းဆိုးကျိုးမရှိပါဘူး။တကယ်တော့မျက်စိညောင်းတာကဖန်သားမျက်နှာပြင်တစ်ခုလေးကြောင့်မဟုတ်ပါဘူး။တချို့တွေကအိတ်ချိန်နှမှန်တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ဒါကြောင့်အပေါ်ကနည်းနဲ့အတူအေးပြေဝရစေဖို့ကော်ဖီတစ်ဖက်ရီလေးဆော့တောက်ကိုခန္ဓာကျန်းမာအောင်လေ့ကျင့်နေမှလို့ပို့ပြီးလို့လေမမေ့ဘူးမှာကျင်ပါတယ်။ရုံးမသွားပဲအိမ်ကနေလှုပ်တဲ့အခါဖုန်းကွန်ပျူတာမျက်နှာပြင်ကြည့်ရတာများလို့မျက်လုံးများများတာကအဖြစ်များပါတယ်။ဒါဟာတကယ်တော့ယောဂမဟုတ်ပါဘူး။ဒါပေမဲ့မျက်စိဝါးတာမျက်လုံးများတာခေါင်းကိုက်တာမျက်လုံးငရုပ်ကိုက်တာတွေဖြစ်နေနေဆိုရင်မျက်စိဆရာဝန်တက်တာပြီးမျက်လုံးစစ်စစ်ကြည့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။မျက်လုံးဟာပြန်လဲလို့မရတဲ့ခုတန်ဆုံးအင်္ဂါတစ်ခုပါဒါကြောင့်အခုပြခဲ့တဲ့ရိုးရှင်းတဲ့အချက်လေးတွေကိုဒီနေ့ကစပြီးတော့လက်တွေ့အသုံးချကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင်။ဒီပညာဟာကျမတို့ဘဝကိုပိုလွယ်ကူစေတာမှန်ပေမဲ့ဆိုးရောက်ရင်ကျမရေးဖို့ထိခိုက်စေနိုင်ပါတယ်။ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and subscribe လုပ်ပေးပါအောင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆွေးနွေးကြပါမယ်။အဆုံးထိရှုပ်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။